တဲ့ကိစ္စတွေရောဆေးကြောင်နာတွေရောအများကြီးပဲပေါ့နော်ပြောကြတယ်ဒါပေမဲ့ညီမတစ်ခုသိတာကိုပြောပြပေးမယ်နော်ညီမကအဲ့ဒီအနီးကသွားပြီးတော့ကြီးတဲ့လူတွေကပြန်ပြောပြတာပေါ့နော်မင်္ဂလာပါ Lily Reaction Channel မှာကြိုဆိုပါရရှင်ဒီဗီဒီယိုလေးကတော့လက်တလုံးနာမည်ကြီးနေတဲ့အကြောင်းအရာလေးတွေကိုပြသပေးသွားမှာဖြစ်ပါတယ်ရှင်မနေ့ကမော်ဘီမှာဖြစ်သွားတယ်ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ပေါ့နော်လူတွေကမေးကြတယ်ဘလို့အကြောင်းရင်းနေကြောင်းဒီလောက်ထိအဲ့လိုမျိုးပေါ့နော်လောက်ရလဲဆိုတာကိုလူတွေသိကျင်ကြတယ်ပေါ့နော်တယောက်တစ်မျိုးထင်ကြီးပေးကြတယ်ပေါ့နော်ဖောက်ပြန်တဲ့ကိစ္စတွေရောဆေးကြောင်နာတွေရောအများကြီးပဲပေါ့နော်ပြောကြတယ်ဒါပေမဲ့ညီမတစ်ခုသိတာကိုပြောပြပေးမယ်နော်ညီမကအဲ့ဒီအနီးကသွားပြီးတော့ကြီးတဲ့လူတွေကပြန်ပြောပြတာပေါ့နော်သူကအဲ့ဒီတက်တဲ့လူကသူတက်နေတဲ့အချိန်မှာ तू အပမိတယ်လို့ဘလို့အဲ့လိုမျိုးဖြစ်သွားပုံရတယ်ကွာစိတ်ထဲမှာညီမထင်တာပေါ့နော် तू အတိပြန်ဝင်လာတဲ့အချိန်မှာငါဘဝကြီးပြတ်သွားပြီကွာငါသူ့ကို तू မှားသွားပြီ तू ဟိုတတိလွတ်သွားပြီတတိပြန်ရတဲ့အချိန်မှာ तू ဘဝကြီးပြတ်ပြီဆိုအဲ့လိုတောက်လျှောက်ပြောပြီးတော့ तू ကအဲ့လိုမျိုးပေါ့နော်သွားလိုက်လာအဲ့လိုလုပ်တာတဲ့အဲ့ဒါမို့လို့ तू ဘလို့သူတို့ကာယကံရှင်နှစ်ဦးကလွယ်ရင်ညီမတို့ကသူတို့လောက်ပုံမသိနိုင်ဘူးဘယ်သူမှလည်းအတိအကျမပြောနိုင်ကွာအိမ်နီးနားချင်းဆိုတာကနေများချင်းပုံမှန်ရန်ဖြစ်တယ်ဆိုတာတော့ပဲသိတယ်ကွာဖြစ်ပြီးသွားမှသာဟာဒါကြီးဖြစ်သွားပြီဆိုပြီးတော့သူတို့ကသိကြတယ်အဲ့တော့အတိအကျဘယ်သူမှမပြောနိုင်ဘူးကာယကံရှင်နှစ်ယောက်ကလည်းဘယ်သူမှအတိအကျမပြောနိုင်ဘူးဒါအခုခေတ်မှာကဒီလိုမျိုးဖြစ်ဖျားတရားဒါများလောက်ကြဖို့ညီမကတော့ပြောချင်တယ်ပြီးသွားလို့ရှိရင်အနေတော့နဲ့ငါပေါင်မမေးကြနဲ့ခင်မွေးစပောင်မပြမကြနဲ့အခုကကြက်ဖို့ရန်ကောင်းနေပြီသူစိတ်တွေကကွာအဲ့လိုမျိုးနာနာဘဝတွေကိုတွေကမမြင်နိုင်ဘူးကွာဒါမျိုးတွေကြောင့်ဆေးကြောင်တယ်ပဲထောင်အဲ့လောက်ကြီးလှုပ်ရှားမလို့ဖောက်ပြန်တယ်ပဲထောင်မိမတယောက်ချစ်ပြီးတော့ယူထားတဲ့လေများတွေအဲ့လောက်ကြီးလှုပ်ရှားအကြောင်းမရှိဟုတ်လားစိတ်လက်မမရန်ဖြစ်ရင်လည်းစိတ်လက်လုံသွားလို့တက်မိတယ်ဆိုရင်တော့ထားနဲ့ထိုးလက်ခံနေတယ်အခုကြီးကလုံးဝကြီးကိုကြက်ကလေးငါကလေးတက်ဆိုလိုမျိုးခုတ်ချစ်ပြီးတော့တက်တယ်ဆိုတော့ဟိုကလူတွေရဲ့စိတ်တွေကအဲ့လိုမျိုးပေါ့နော်ပုံမှန်စိတ်မဟုတ်တော့ဘဲနဲ့ဘေးကအဲ့လိုမျိုးအနောက်ပြောကားတွေကြောင့်အဲ့လိုမျိုးကြောင့်လည်းညီမထင်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့အမကြီးတိတ်ဆုံးသွားတဲ့အမကြီးရဲ့တိတ်ခါကိုဟိုဖြစ်တဲ့အနေနဲ့ရောပေါ့နော်သူ့အောင်အေးချမ်းချမ်းပြီးသွားနေကျင်တယ်ပေါ့နော်ဘာမှမဟုတ်တာတွေကိုရှောင်မပြောကြပါနဲ့ကိုလည်းတိကျမသိဘူးအဲ့ကြောင့်ကိုလည်းထင်ချင်းမပေးချင်ဘူးဒီဗီဒီယိုလေးကိုကြည့်ပြီးလူကြီးမင်းတို့ရဲ့ထင်မြင်ယူဆချက်တွေကို comment လေးထဲမှာရေးခဲ့လို့ရပါနဲ့ဗီဒီယိုအသစ်တွေကိုကြည့်ဖို့ subscribe လေးပြုလုပ်ထားခဲ့ပါအောင်ရှင်အားလုံးပဲတာယာချမ်းမြေ့တဲ့နေ့လေးဖြစ်ပါစေရှင်